Mahadana Ditti Daudan Dhammagata Dedana Eri Mahadana Ditti Dhammagata Dedana Robo Oyiro Muya Nyama Mule Biyo Pedhare Daya Kaunsinga Ti Da Ti Si Manyi Si Ne Dayaro Vadaya Ti Da Ti Si Manyi Si Ne Lo Ami Pedhare Dhammagata Dedana Tigane Hojami Phile Doja Daya Moja Demi Daya Manaja Demi Ma Daya Bai Shin Phito Mude Bono Sauvada Kenta Binyu Bayanshin Guru Myajigo Yode Dwala Uchimo Sheko Yue Dhamma Dabin Sadim Punyaya Aum Alom Vareda Boundura Gaunuga La Uchivi of Yashin Goromia Konigo Ayum Buneva Oyiga Damadana Balenta Naga Devi of Yashin Goromia Chijum Goyo Buzo Ade Namegara Vyashikochi Vyashiko Buzo Yue Damadavin Sadim Punyaya Aum Ureti Jani Loginyu Sandi Madama Didagu Avadedi Imezam Du Damaram Didaduzu Dani Idani Payadi Udo Yerana Sam Yau Daraba Angono Pya Samsung Dinwe Swangong Puyami Yabuka Gala Damayanai Dema Didagu Shwe Mya Ayao Ne La Yao Dwe La Yao No Te Gadegada Maga Wenji Bayue Alin Didala Pya Bwa Nai Depshin Gavadalwama Yerana Dayandi Udo Yawale Shiro Muavitado Loginyu Lua Jaune Na Jaune Yaman Jaundwe Ne Kava Jaundwe Chihidamya Mimiyaya Akeme Timya Shim Bedemya Ladinta Dagedo Ayawe Bam Dabi Nyuda Shwenya No Phin Ekam Timino Muavitado Sanima Revalo Mata Zon Tenzon Phirwe Saindalo Mya Dodalo Khana Mabola Layin Tamyoga Mandi Leyadi Sangwe Wimbon Dwen Phayashin Goromya Jidi Uredi Amai Gombe Kwashiao Among Gobya Kwenye Alinda Dajine Po Uri Down Daisy Mamya Yauni the Pay Daye Botono Muge Levi Sandima Leyo Leya Leya Gumiano Mu Dine Gumiana Nila Sanyarana Shidamuva Vido Vyashin Goromya Dipaya Don Dwimbu Bimbu Ashimbuga Abu Kajadabi Buddha Shidu Dego Abuda Dwechonye Ao Yose Emya Zenani Ewa Baim Shidamudo Shimya Jidi Taduzu Shishido Baramin Dava Anida Soye Myadawa Wadana Kaya Dabi Damana Adai Yamanwa Neja Gondo Imezandu Shibawa Zayai Dojao Amyagoda Jaywe Neja Gondo Tondo Myadwa Tadawa Ananda Manamyaru Tamarandi Kondo Nyo Chao So Jivono Chao Kan Dayado Diudo Mya Yauni Pando Shin Bhavati Parami Daitam Machoge Jadi Adai Nibbam Yo
နံအမတာမြေမှာချမ်းသာစေမောင်ချွေမတန်းရအောင်ရောင်ဝေစံတတိကြီးတလီလီပပါဝင်း၍ထုံးလင်းတော်မူလဲပါကဘာမောင်မတိမြရောင်ညီညွန်ဘုဒ္ဓဖြင့်အထူးကျက်တဲ့ရေမဆုံးနိုင်သည်ရွှေဖုံးခိုင်ကိုရောမြတ်ကြီးဖရာသဗ္ဗိတိယောဝဝဇန္တုသောကောရောဂဝိနာတတုမတေဘဝံတောတရာယဒုက္ခိတိကယူကောဘဝသဗ္ဗိတိယောအလုံးစုံသောဘေးဥပယောဂအန္တရာယ်ဟုသမျှပေါင်းတို့သည်ဝိဝေဇန္တုရှောင်လွှဲပြောက်ပြကြပါစေကုန်သောကောစသောကတရားသည်၎င်းရောဂောစကအနာယောဂသည်၎င်းဝိနာတတုပြောက်ပြပါစေအန္တရာယအန္တရာယ်ပေါင်းတို့သည်မဘဝန္တုမကြမရောက်ကြပါစေကုန်လေဒုက္ခိဒုက္ခိတောကိုယ်စိတ်နှပြကြံမှာချမ်းသာဝမ်းသာကြကုန်သည်ဖြစ်၍ဒီကာယုကတယတံကိုကျော်လှမ်းနိုင်ကြကုန်သည်ဘဝတုဘဝန္တုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်တည်းမေတ္တာအတိတမေတ္တာပဋ္ဌနာများပြုပြီးတော့ဒီနေ့ဓမ္မသဘင်စတင်လို့ဖွင့်ပါတယ်လက်အုပ်လေးတွေအောက်ချထားလို့ကိုယ်ရည်ရှည်ထိုင်နိုင်မဲ့ဣရိယာပုတ်ပြင်ပြောင်းထိုင်လို့ဝေဒယေဒီနေ့ခေါ်မယ်တရားထိသာထိစေမညိစေနဲ့တရားတော်တဲ့ဗာတရားပါလေအပတရာဒုက္ခကာမနတ္ထိကာမပရံဒုက္ခံဧကာမေပတိသေဝေဝတိနေတယံတေဥပပစ္စရေအပတရာဒုက္ခကာမနတ္ထိကာမပရံဒုက္ခံဧကာမေပတိသေဝေဝတိနေတယံတေဥပပစ္စရေကာမဥဒုဇေဇရိုက်အစွမ်းနဲ့တဟိုက်ဟိုက်ပင်မရတဲ့ညဉ့်ညံအာယုံကာမဂုဏ်တရားတို့သည်အပရာဒံနှစ်သက်ဆရာရှာမရအောင်တာယာမှုနေပါကြလေကုန်၏ဒုက္ခနိဗ္ဗာန်နှင့်ဝေးပြီးတော့ချမ်းသာရေးပဲမမြင်ပူပင်ထံပြင်းဆဲရဲခြင်းအကြောင်းမကောင်းသောတရားတို့ပါပေသည်ကာမဘုဒ္ဓဇေကြိုက်စရိုက်အာယုံကာမဂုဏ်ဆိုတဲ့တရားမှာပရံအမျိုးအစားတခြားတစ်ပါးဖြစ်သောဒုက္ခဆဲရဲမှုအနန္တပြောမပြနိုင်သေးဝဲဒုက္ခမျိုးအဆက်အနွယ်သည်နတ္ထိဘဝဘုံဆိုင်ရောက်အောင်ဘလောက်ပင်ရှာရှာဘလောက်ပင်ရှာရှာဘယ်မှမရှိဘူးမှန်လာပါပေ၏ယေတတ္တအနုတယဓမ္မကင်း၍တမချင်းအာသာတဏကဲ့ရောက်ခြင်းပုထုဇဉ်တတ္တဝါပေါင်းတို့သည်ကာမေကိုယ်စရိုက်နှင့်အကြိုက်အာယုံကာမဂုဏ်တို့ကိုပတိလေဝန္တိမရလျင်ငါမနေဟုရှားပွေခံစားကြလေကုန်၏ဒေသတံတဏဇရိုက်လိုက်ခါအကြိုက်ရှာကြတဲ့ထိုတတ္တဝါတို့သည်နိရယံချမ်းသာဟု၍မြင်ဝဲမထင်ပူပင်လှစွာငရဲရွာ၌ဥပမေဇရေမသွားခြင်းတော့လည်းမနေသာမသွားခြင်းတော့လည်းမနေသာစေရနာချိုစိုးကြောင့်ခေါ်ကိုရဘဲမမြောင်တကယ်ပင်သွားရောက်ကြရလေကုန်တော့တည်းပရိသတ်တေဒီဂါထာကဘာပြောသွားတာလို့ဆိုရင်ပုထုဇဉ်တတ္တဝအနန္တမှန်သမျှဟာ
ပုထုဇဉ်လို့ပြောလိုက်ခဲ့ကပုထုကိလေသေဇနေတိတိပုထုဇနောကိလေသာထူပြောလို့ပုထုဇဉ်လို့ခေါ်တာဘာထူပြောလို့ပုထုဇဉ်ကိလေသာတွေများတယ်လောဘကိလေသာဒေါသကိလေသာမောဟကိလေသာမာနကိလေသာအိတ်တာမစ္စရိယအိုး10ပါးအကျယ်ပွား1500အရိယာမှမဖြစ်သေးပဲနဲ့အရိယာမဖြစ်သေးဘူးဆိုရင်ပုထုဇဉ်တတ္တဝါအနန္တမှန်သမျှတို့ဟာကိလေသာတော်ကြီးထဲမှာနေရတာတဲ့အဲ့တော့ဝေဒတရေဒါလေးကိုထင်ရှားအောင်ဥပမာလေးတစ်ခုပေးမယ်လိုက်ဆိုပါတော်မှာပြောပါသမင်များကြောင်သွားနေကြတာတော်မှာပြောပါသမင်များကြောင်သွားနေကြတာသမင်ဆိုတာမေးတိုင်းမြို့ထဲမှာမပြောဘူးတောမှာပြောတယ်တောမှာပြောတယ်သမင်လေး2ကောင်သို့မဟုတ်10ကောင်15ကောင်သမင်လေးတောထဲမှာပြောပြီးတော့သွားနေတဲ့သမင်လေးတွေလိုပဲတဲ့ပုထုဇဉ်ဟာလည်းပဲကိလေသာအာယုံကာမဂုဏ်တောကြီးထဲမှာပြောတယ်ဒါသဘာဝနိယာမပုထုဇဉ်ကကိလေသာမှာပြောတယ်သမင်ဟာတောထဲမှာပဲပြောတယ်အဲ့တော့တောထဲမှာဒီသမင်တွေကိုဖမ်းဖို့လို့မုတ်ဆိုးဆိုတဲ့ပုဂ္ဂိုလ်တွေကဘာလို့ထားတော့ဆိုရင်ဘေးတိုင်းကြော့ခွင်းနေထောင်ထားတယ်တဲ့ဘာတွေထောင်တာကြော့ခွင်းလို့လည်းပြောတော့မလို့ရှိရင်လည်းပဲဘယ်လိုပြောမလဲညှို့ကွင်းလို့ပဲပြောမလားပြောကျင်တာပြောကြော့ကွင်းနေဟိုနာထောင်ဒီနာထောင်သမင်တွေထောင်မိဖို့လို့သမင်ဖမ်းဖို့လို့ညှို့ကွင်းနေအများကြီးပဲကြော့ကွင်းနေလိုက်ထောင်ထားတာသမင်တော့ရောက်လာပြီးတော့ဘေးသတ်တွေအဲ့ဒီကြော့ခွင်းတွေကိုမမြင်ဘူးတဲ့မမြင်ပဲနဲ့ဘာလို့တော့အဲ့ဒီကြော့ခွင်းတွေပေါ်မှာတို့အစားတောက်စားပြီးတော့ဒီနေရာလေးတော့နေရာလက်လေးပဲဆိုတို့စားနေတဲ့မြက်ခင်းတဲ့ခက်လန်းလန်းကနေရာလေးမှာရေစင်းတောက်ပြီးတော့တော်တဲ့ကိုပြန်မဝင်သေးပဲနဲ့အဲ့ဒီမှာဘာလုပ်နေတော့အဲ့ဒီကြော့ခွင်းပေါ်မှာညှို့ကွင်းပေါ်မှာအိတ်နေရတယ်တဲ့ဘာလုပ်နေရသူကခြေထောက်တို့လက်တို့စွတ်မိမှညှိတာကိုခြေထောက်တို့လက်တို့မစွတ်မိခင်တော့အဲ့ဒီဘက်မှာတို့အိတ်အဲ့ဒါသမင်လေးတဲ့ကောင်ကနောက်ကျနေတဲ့သမင်လေးတဲ့ကောင်ကသူလက်ကမန်းကရံပြေးလာတယ်သမင်အုပ်ရှိတယ်ရှိပြေးလာပြီးတော့ငါတို့သမင်အုပ်ကြီးရှင်းမှာပဲဆိုပြီးတော့ပြေးလာတော့ဘေးတိုင်းအဲ့ဒီသမင်ငယ်လေးရဲ့ခြေထောက်ကိုညှို့ကွင်းမိတယ်ဗာမိတယ်တဲမဲ့ဟိုသမင်နေအိတ်နေတာတွေ့တော့သူလည်းဝင်အိတ်လိုက်တယ်တဲ့ဟောခိတ္တခဏနားနေရဟိုသမင်လေးရဲ့အောက်မှာညွတ်ကွင်းရှိတယ်ဒါပေမဲ့ဖိအိတ်ထားတယ်ခြေထောက်ကိုမမိလိုက်မညှိလိုက်ဟိုမှာဟိုသမင်ငယ်လေးကကမန္တရံပြေးလာတော့အောက်ကိုမကြည့်ပြီးတော့ဘာဖြစ်တယ်လဲအဲ့ဒီမှာညွတ်ကွင်းမိနေတာခြေထောက်နဲ့စွတ်နေတာသူသတိမထားဘူးထပြေးမှကျိုးကတင်းပါဦးဒီညွတ်ကွင်းတဲ့မှာခြေထောက်ကတခါတည်းဝင်နေမိရတာဖြစ်တယ်ဒါနဲ့တဏှာကြီး2နာရီလောက်နေတော့မုတ်ဆိုးတွေကတို့အချိန်တို့သိတာဟုတ်ဒီချိန်ဆိုရင်တော့ငါတို့သမင်တွေဖမ်းလို့ရပြီဆိုပြီးတော့အဲ့ဒါမုတ်ဆိုး4-5ယောက်ဘေးတိုင်းလေးတွေများတွေဆွဲပြီးတော့ဒီတော်ကြီးတွေကိုဝင်လာတာလူတန်လဲကြားလဲကြားရောသမင်အုပ်ကြီးထပြေးတယ်တဲ့ဖိပြီးတော့ထိနေတဲ့သမင်တွေအလုံးလွတ်တယ်ဘေးတိုင်းဟောကြော့ဝင်းထဲမှာခြေထောက်ဝင်နေတဲ့သမင်ညှိနေတဲ့သမင်ထလဲတာကိုကျိုးကဆောက်ဆွဲတာတခါတည်းတင်းပြီးတော့အဲ့ဒီသမင်ကညှိသွားတာအဖမ်းခံလိုက်ရတယ်ဘာလို့ရလဲအဖမ်းခံတော့သမင်သားတတ်ပြီးတော့ယူသွားပေါ့ဒါကြောင့်ဘယင်းတိုင်ဒီဥပမာလိုက်ဆိုကြည်သားမှာမုတ်ဆိုးထောင်တာညွတ်ကွင်းများတိကားမသိပါမုတ်ဆိုးထောင်တာညွတ်ကွင်းများ
တိကမတိပါညုတ်ကွင်းပေါ်မှာဖိလျက်သာအိဋ္ဌာနေကြတာညုတ်ကွင်းပေါ်မှာဖိလျက်သာအိဋ္ဌာနေကြတာမုတ်ဆိုးရောက်လာထပြေးတာညိတာတကောင်ပါမုတ်ဆိုးရောက်လာထပြေးတာညိတာတကောင်ပါဖိယုံနာဖိညွတ်မမီပြေတိတကောင်ပါဖိယုံနာဖိညွတ်မမီပြေတိတကောင်ပါမညိသမင်အတ္တရှင်ဖြစ်စဉ်ဥပမာမညိသမင်အတ္တရှင်ဖြစ်စဉ်ဥပမာပရိသတ်တေဒီဥပမာလေးကိုနားလည်သွားပြီဆိုရင်တောထဲမှာပျော်ပါနေတဲ့သမင်းလေးဟာသမင်းဟာသူ့တဘာဝတောပျော်မှာပဲအဲ့ဒါမြို့တဲ့ခေါ်ရဒီသမင်းလုံးဝမပြောဘူးတောပျော်တဲ့သမင်းဟာတောထဲမှာနေရတယ်ကိစ္စမရှိဘူးနေစားစရာရှိတာစားသွားစရာရှိတာသွားတောက်စရာရှိတဲ့ရေကိုတောက်အိတ်ချင်တဲ့အိတ်သို့သောပရိသတ်တေမုတ်ဆိုးထောင်နာတဲ့ညွတ်ကွင်းတော့မမိစေနဲ့တဲ့ပါတယ်လေဘယ်သူထောင်နာတာအဲ့ဒီညွတ်ကွင်းပေါ်မှာဖိအိတ်အောင်ရသေးတယ်ဖိအိတ်နေအောင်ရသေးတယ်သို့သောပရိသတ်မညှိဖို့တော့အရေးကြီးတယ်ဘာဖြစ်ဖို့အရေးကြီးလဲဒါကြောင့်ပရိသတ်တေတရားကောင်းစဉ်လေးပေးထားတယ်ထိသာထိစေမညှိစေနဲ့ဗာတရားလဲဆိုလိုက်ပေါ့ပုထုဇဉ်ဟာကိလေသာတောမှပြောကြတာပုထုဇဉ်ဟာကိလေသာတောမှပြောကြတာလောဘဆိုတာပုထုဇဉ်အစာရှာကနေကြတာလောဘဆိုတာပုထုဇဉ်အစာရှာကနေကြတာပရိသတ်တေပုထုဇဉ်ဆိုတာကိလေသာတောမှာပြောတယ်တဲ့မပြောဘူးမပြောနဲ့အလကားပြောတာမပြောဘူးဆိုတာပုထုဇဉ်မှာဆိုတော့ကိလေသာရှိနေဘာရှိနေရူပယုံတတ္တယုံခန္ဓာယုံရတယုံဖောဓဘာယုံအာယုံ၅ပါးကာမဂုဏ်တောကြီးထဲမှာပုထုဇဉ်ကပျော်တာပဲမပျော်ဘူးဆိုတာအလကားပြောတာအိမ်နဲ့ကြောင်းဘာမှပြောတယ်အိမ်မှန်တိုင်းပြောပါအိမ်နဲ့ကြောင်းဘာမှပြောတယ်အိမ်မှာပြောတယ်ကြောင်းမှလာနေဆိုနေနိုင်တာဝေးသေးတယ်ညက်နေဆိုပြန်ကျင်တယ်၄နာရီတော့ဘုန်းကြီးက၄နာရီ15တောင်ရှိတယ်တရားသိနေဘူးရေကပတ်မလားမသိဘူးပြန်ကျင်တွေ့တာပုထုဇဉ်ဘယ်သူမှပြင်မပြောဘူးမရတဲ့ပုထုဇဉ်ဆိုတာကိုနေနေကြနေရာမှာပဲပြောတယ်ပုထုဇဉ်ကိုအရိယာမမဟုတ်ဘဲနဲ့ပြောတယ်ပေတတ်တယ်ပြောတယ်ပုထုဇဉ်ကာမဂုဏ်တော်ထဲမှာပြောတာပုထုဇဉ်သဘာဝပြောရင်ဘာတွေလုပ်တယ်လဲရူပယုံကောင်းတာတွေရှားတယ်တတ္တယုံခန္ဓာယုံရတယုံဖောဓဘာယုံအာယုံ၅ပါးကာမဂုဏ်တရားတွေကိုရှားကြဖွေကြရတယ်ရှားလို့ဖွေလို့ဘာတွေရတယ်စီဝါဥစ္စာတွေရတယ်သားတွေသမီးတွေစိတ်တွေရွှေတွေငွေတွေတိုက်တွေရတယ်အဲ့ဒါအလုံးဟာပေတတ်တွေညွတ်ကွင်းနေနဲ့တူတယ်ဘာနဲ့တူတယ်ဆိုလိုက်ဇနီးမယာသမီးသာညွတ်များတူလာတာဇနီးမယာသမီးသာ
ညွတ်များဒူလာတာစီဝါဥစ္စာသုံးနေတာထိရာခေါ်ရမှာစီဝါဥစ္စာသုံးနေတာထိရာခေါ်ရမှာဇနီးမယားသမီးသားထိသွားနေရတာဇနီးမယားသမီးသားထိသွားနေရတာပရိသတ်တွေရှားထားဖွေထားတဲ့စီဝါဥစ္စာစိန်ရွှေငွေကြောက်တံပရမညာအိမ်တိုက်တာကားဆိုတဲ့အရာဝတ္ထုမှန်သမျှတွေဟာညှို့ကွင်းနဲ့တူပါတယ်မုတ်ဆိုးထောင်ထားတဲ့ညှို့ကွင်းအဲ့ဒါတွေကိုသုံးဆောင်နေတဲ့ခံစားနေတဲ့သားတွေသမီးတွေနဲ့အတူနေတယ်ဒီအိုးတွေဒီအိမ်တွေဒီစိတ်တွေဒီရွှေတွေဒီကားတွေစီးပြီးတော့မောကြောနဲ့သွားနေတာကညှို့ကွင်းပေါ်မှာဖိအိမ်နေတာညှို့ကွင်းနဲ့ထိနေတာဘာနဲ့ထိနေတာအိမ်ရှိလို့အိမ်ပေါ်မှာနေတဲ့အိမ်ဒီညှို့ကွင်းသားတွေသမီးတွေစီဝါဥစ္စာတွေစိတ်တွေရွှေတွေငွေတွေညှို့ကွင်းဘေးတိုင်းလက်ဘင်းထဲမှာဆွဲကြုံမရှိဘူးလားမရှိတယ်ဖြေကွယ်နောက်ကလိုက်ဆန်းလက်ဘင်းထဲဆွဲကြုံမရှိဘူးလားလက်ကောက်မရှိဘူးလားလက်စုပ်မရှိဘူးလားအဲ့ဒါညှို့ကွင်းနေအဲ့ဒါဘာတွေလဲလက်စုပ်က၄တောင်လားအဝိုင်းလားဆွဲကြုံကတော့၄တောင်လားအဝိုင်းလားညှို့ကွင်းပဲမရင်တိုင်းလက်ကောက်လည်းပဲအဝိုင်းပဲမရင်တိုင်းတွေစွတ်ထားတာလက်ကောက်ကဘာမှစွတ်လက်မှစွတ်တဲ့ဆွဲကြုံလက်ဘင်းမှမစွတ်ဘူးလားအဲ့ဒါညှို့ကွင်းအဲ့ဒါဘာလဲမရင်တိုင်းဝဲမဝဲနဲ့မပြောဘူးဝဲမသိထားနဲ့ထုတ်ဝဲညှို့ကွင်းဘာလဲမရင်တိုင်းညှို့ကွင်းအဲ့ဒါမတ်ထားစိန်ရွှေငွေကြောက်သားမလို့များအိုးအေးတိုက်တာကားဆိုတာညှို့ကွင်းကိစ္စမရှိဘူးဘေးတိုင်ဖိထမညှိစေနဲ့ထိထမညှိစေနဲ့မညှိဖို့ရေးကြည့်တယ်ဘာဖြစ်ဖို့ရေးကြည့်တယ်အိမ်မကောင်းဘူးတွန်းဖြိုပြီးဆောက်သုံးနာတိုက်ကြီးအဲ့ဒါညှို့ကွင်းပဲအဲ့ဒါဘာလဲဘေးသားကားမရှိခြင်းဘူးလားဝယ်စီးအဲ့ဒါညှို့ကွင်းပဲအဲ့ဒါဘာလဲဘေးသားရဲ့အကုန်ပုထုဇဉ်မှန်သမျှမလိုချင်ဘူးဆိုတာမရှိဘူးလက်ကားပြောတာလိုချင်တယ်ရတယ်ရှားတယ်ဖွေတယ်ရပြီရပါပြီလေသုံးဆောင်ခံစားသို့တော့ပရိသတ်မငြင်းစေနဲ့နော်ဗါတဲ့လေထိတာထိစေမငြင်းစေနဲ့ထိတာထိစေမငြင်းစေနဲ့ဒါကြောင့်ပရိသတ်ရေဆိုလိုက်စမ်းမှာထိတာထိစေမငြင်းစေမလေဉာဏ်ရှင်ပါထိတာထိစေမငြီးစေမလေဉာဏ်ရှင်ပါဥထုဇဉ်မဲ့ပရိသတ်လောဘရှိတယ်ရှားမယ်နာသအပိယောဟောတိပိယောသတိနဝိဇ္ဇတိခောနာမေဝတိရာရေညေပတ္ထယံတိနဝတတ္တနံလောဘနောင်တင်းရမပြင်း၍လွန်မင်းနေကြလူစရိုက်ဖြင့်မိုက်တိုင်ချင်းခံနေရတဲ့တတ္တဝအနန္တတို့၏အပိယောဇပိမချစ်ခင်မလုံးခြင်းမနစ်တဲ့မစုံမဲ့သည့်အရာဝတ္ထုသည်နဝိဇ္ဇတိမရှိယောဧကံမှန်လာပါ၏ပိယောဇပိဒါဟုတ်ပြီဒါဟံပြီဒါရရင်တော်ပြီလို့အမြဲအစွဲချစ်ခင်တဲ့အရာဝတ္ထုဒီလည်းပဲနဝိဇ္ဇတိမရှိယောဧကံမှန်လာပါ၏အရင်ညေတော်ကြီးတဲ့ခောနာနွားတို့သည်အရင်ညေတော်ကြီးတဲ့၌ခောနာနွားတို့သည်နဝအသစ်ဖြစ်သောတိဏမြတ်ကိုပတ္ထယံတိဤဝါတောင်းတာကြတဲ့ကဲ့သို့ဖြစ်၍နေပါပေတော့တည်း
ဘုဒ္ဓရှင်တတ္တဝါတွေရဲ့အလိုမပြည့်ပုံကိုဘုရားတိုင်းနောက်ထပ်ဥပမာတစ်ခုဗာနဲ့ပေးတော့ဆိုတော့နွားမြက်စားတာနဲ့အတူတူပဲတဲ့မြက်ခင်းကြီးအကျယ်ကြီးနွားစကြက်ထဲမှာနော်နွားတွေကိုကြောင်းထားတယ်ဘုရားတိုင်းနွားကဒီနားမှာတနေရတဲ့တနေကိုရပ်မစားဘူးတဲ့စားတယ်လားစားပါဗျာနည်းနည်းလေးစားလိုက်ရတာမရှိဘူးရှေ့ကမြက်များကောင်းမလားမသိရှေ့တိုးသွားလိုက်ဒါကြောင့်နွားကြောင်းသမားကလိုက်နေရတာအဲ့ဒါပဲဘုရားတိုင်းဒီနာကမြက်လဲဒါပဲဟိုနာကမြက်လဲဒါပဲဒါပဲမဲ့လို့သူ့စိတ်ထဲမှာနွားကဘယ်လိုထင်တော့ဆိုဒီနာကမြက်စားရင်လည်းမကောင်းသေးပါဘူးရှင်းနေနဲ့တိုးဒါလည်းမကောင်းသေးပါဘူးရှင်းနေနဲ့တိုးဒါလည်းရှင်းနေနဲ့တိုးနဝအသေးဖြစ်တော့တိနာမြက်ကိုပတ္ထယံတိတောက်တာကြလေကုန်တဲ့ဆိုတဲ့ပုရုဇဉ်တတ္တဝါဆိုတာလည်းပဲမှတ်ထားပြီးတိုင်းဒီတစ်ခုမရရင်တော့လိုချင်တယ်ရပြီဆိုရင်နောက်တစ်ခုထပ်လိုချင်တယ်ဝိရိယဝေဒကိုလက်တွေ့ကလေးပြောကြည့်နော်ပုရုဇဉ်ရဲ့အလိုဆန္ဒရွှေဘလောက်ရရင်ကျင်နာမလုံးလို့မေးလိုက်တပိဋ္ဌာရရင်တော်ပြီကိုတော့ကျင်နာတယ်လို့ရော့တပိဋ္ဌာပေးလိုက်နောက်တစ်ပတ်လောက်နေမဟုတ်တော့တပိဋ္ဌာကမလောက်ဘူးဟောသူ့တို့ရွှေတပိဋ္ဌာပေးရတာမလောက်ဘူးတဲ့ဘယ်လိုဖြစ်တယ်လဲဟိုသမီးကြီးကိုဘလောက်ပေးလိုက်ရတယ်ဘယ်သူကိုဘလောက်ပေးလိုက်ရတယ်ဘာမှမကြံတော့နောက်ထပ်90သားလောက်များလိုချင်ရရင်လိုချင်သေးတယ်90သားထပ်ပေးကြည့်အောင်ရေးတယ်နောက်တစ်ပတ်လောက်နေသူထပ်ပြောအောင်ပါနောက်ထပ်90သားလောက်ရရင်ကောင်းမယ်ထင်တယ်ဒါပဲအဲ့ဒါပုထုဇဉ်သဘာဝအခုကုမ္ပဏီပိုင်ရှင်ကြီးတွေကြည့်ဒီမှာဒီလုပ်ငန်းကုမ္ပဏီဒီမှာအခြေချထားပြီးပြီတော်ပြီပေါ့ဒီဝင်ငွေနဲ့ဒါနဲ့ဒီလောက်ဆိုတော်ပြီမဟုတ်ဘူးဘယ်မှာဘာတန်ကြရင်သွားတာပဲမရေးတာအဲ့တော့အရင်ကြီးသွားတဲ့လုံးစီးပွားရေးလုပ်ငန်းရှင်ကြီးတွေကုမ္ပဏီပိုင်ရှင်ကြီးတွေကြည့်ပေါ့မရေးတာဥပမာပေးလိုက်တာအဲ့ဒါပုထုဇဉ်ရဲ့သဘာဝကအဲ့ဒီတိုင်းဒါရပြီဆိုရင်တော်ပြီလားဆိုတော့မဟုတ်ဘူးလေနောက်ထပ်လိုချင်တာပဲထပ်လိုချင်ပြီးတော့ရပြန်ပြီဆိုတော့နောက်ထပ်လိုချင်သေးတာပဲမရေးတာပုထုဇဉ်ရဲ့သဘာဝကအဲ့ဒီလိုပဲတဲ့အဲ့တော့အဲ့ဒါတွေကိုဘုန်းကြီးတို့ရှာကြတယ်ဖွေကြတယ်ရတယ်ရရင်သုံးဆွဲနော်ရရင်သုံးဆွဲကိုကံဉာဏ်ဝရိယနဲ့အတိတ်ကလုပ်ခဲ့တဲ့ကံနဲ့ရတဲ့စိဝဥစ္စာပေးတိုင်းသုံးပါတမင်ဟာညက်စားတာစားညွတ်ကွင်းပေါ်ဖိအိတ်ရတဲ့ပရိသတ်မညှိစေနဲ့ဘာမပြေစေနဲ့လေမမြည်စေတဲ့ပရိသတ်ညှိတာဆိုတာလိုက်ဆိုကြည့်တာမှညှိတယ်ဆိုတာဆွဲလန်းတာသေချာမှတ်လိုက်ပါညှိတယ်ဆိုတာဆွဲလန်းတာသေချာမှတ်လိုက်ပါမဘောဓိမြိုင်ဆရာတော်ကြီးမိန့်တော်မူတဲ့စကားတစ်ခုကြည့်တယ်ပရိသတ်တွေသုံးပါမစွဲပါနဲ့ဗါတဲ့လေမစွဲနဲ့သုံးဘာလို့ပုထုဇဉ်မသုံးလို့မရလူလောကလူလိုနေရမယ်သွားမယ်လာမယ်ရှားမယ်ဖွေးမယ်စားမယ်တောင်းမယ်သုံးပရိသတ်မစွဲနဲ့တဲ့ဗါတဲ့လေတာနဲ့နေမယ်သမီးနဲ့နေမယ်ဘုန်းကြီးဟောမှုတဲ့အမ္ဘာဝနပိတဝတ္ထုဆိုတာသမီးလေးဆွဲပြီးတော့ပိတ်တာဖြစ်တယ်ဥစ္စာတုပ်မြုပ်ထားပြီးတော့အဲ့ဒီခြုံပုတ်နားမှာတရေပြန်ဖြစ်တာညှိသွားတာဘာဖြစ်သွားတာညှိသွားတာဘေးတိုင်အဲ့တော့ဒီတရားဟာတူတူလေးရှင်းရှင်းလေးဘေးတိုင်ထိတာထိစေမညှိစေနဲ့တဲ့ဘာလဲလဲအဲ့တော့ထိတာထိစေမညှိစေနဲ့မှာ၃မျိုးပြောမယ်၁စိဝဥစ္စာနံပါတ်1ပါတယ်လေနှစ်ကခန္ဓာနှစ်ကပါတယ်လေနှစ်ကခန္ဓာနောက်တစ်ခုကအသက်တဲ့ဇီဝိတလို့ခေါ်တဲ့အသက်၃မျိုးပြောမယ်ဘေးတိုင်းအဲ့တော့စိဝဥစ္စာရှားတယ်ဖွေတယ်ရတယ်ရလာတဲ့စိဝဥစ္စာပေါ်မှာဉာဏ်လေးရှင်းပြီးတော့ဟဲ့ဘာလို့မလဲဖရာတွေတဲမယ်ကြောင်းလေးဆောင်မယ်ရဟန်းတွေခါမယ်ရှင်နေပြုတ်မယ်ကိုလည်းစားဘုရားမြတ်စွာသာနာတော်ကြီးနဲ့တွေ့တော့နဲ့လှူဟဲ့ဘုရားတည်သွားကြောင်းဆောက်သွားယဟန်ခံသွားရှင်ပြုသွားကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာပရိသတ်တွေဘာလုပ်တာတော့ဆိုရင်မညှိအောင်လုပ်နေတာဘာလုပ်နေတာဒါကြောင့်ဆိုလိုက်စီးပွားပေါ်မှာဉာဏ်ရှင်တာခ
လူတာမညိပါစေဝါဘောမှာဉာဏ်ရှင်ကလူတာမညိပါဖိအိတ်နေတဲ့ဘယင်းတိုင်းမညိအောင်ပါလို့နဲ့ဒီစီဝါဥစ္စာငါတည်ရင်ထားခဲ့ရမယ်ငါမပိုင်ဘူးရန်သူမျိုး၅ပါးနှိမ့်ဆက်မဲ့ပစ္စည်းဟင်ငါလှူသွားမယ်တဲ့အဲ့ဒါဒါနကောင်းမှုတွေလုပ်နေတာဘယင်းတိုင်းမညိဘူးတဲ့ညိတာရှိနေရင်ညိမယ်အဲ့ဒါသွားဆွဲမှာဆွဲလန်းလို့ရင်ဒုက္ခဖြစ်တတ်တယ်ဆိုတာအဲ့ဒါဒါကတူတူလေးပြောဆိုဇလန်းလေးသွားခြင်းလို့ဘယင်းတိုင်းအဲ့တော့မိမိရှားထားဖွေထားတဲ့စိဝဥစ္စာကိုမညိအောင်ဘာလို့ရမလို့ဆိုရင်ညိတယ်ဆိုတာလောဘနဲ့ညိတယ်မစ္စရိယနဲ့ညိတယ်မလူဘူးဆိုညိတာဘာနဲ့ညိတယ်မစ္စရိယနဲ့ညိတယ်မစ္စရိယကပြောတယ်မလူနဲ့တရားတရားကလှူမယ်ဒါကြောင့်ဘုရားကဒါနင်းစယုတ်တင်းစတမာနမဟုဒါနလို့ရတာလွယ်မှတ်လို့စစ်တိုက်ရတာနဲ့တူတူပဲတဲ့အခုလူမယ်ပြီးတော့ကြမလှူပြန်ဘူးအဖြက်ဝင်တာမစ္စရိယတရားဝင်လာတာအဲ့ဒါညိရအညိမခံဘူးဘာလို့တည်းလှူမယ်လှူပြင်းတယ်ဘယင်းတတ်တယ်အဲ့ဒီစိဝါဥစ္စာပေါ်မှာမညိတော့ဘူးတဲ့ဒါကြောင့်လှူတယ်ဆိုတာမညိအောင်နေတာလှူတယ်ဆိုတာဗါတဲ့လေထိတော့ထိတန်းတဲ့မညိဘူးတဲ့ဘယင်းတတ်နောက်တစ်ခါဆိုမယ်သီလစောင့်တာခန္ဓာမှာညိတာမခေါ်ပါသီလစောင့်တာခန္ဓာမှာညိတာမခေါ်ပါဥပုသ်စောင့်တာခန္ဓာမှာညိတာမခေါ်ပါဒီခန္ဓာကိုယ်ကြီးဘဟုရောဂနံသာဒရဏဘာဝေနဣမတကာယတသီလံနာမသာရောယောဂဝေဒနာတွေအမျိုးမျိုးနှိမ့်ဆက်မဲ့ခန္ဓာကိုနှိမ့်ဆက်နေတဲ့ခန္ဓာကိုနဲ့ငါညှိနေလို့မဖြစ်ဘူးတွေ့တာနေလို့မဖြစ်ဘူးခန္ဓာအလိုလိုက်ပြီးတော့သူအကြိုက်ဆောင်ပြီးတော့သူသဘောထားလို့မဖြစ်တော့ဘူးငါအညှိမခံနိုင်ဘူးလာတဲ့ဘုရားကြောင့်ခံသွားမယ်ဥပုသ်ဆောင်မယ်တရားနာမယ်ပိဋကတ်တွေအဲ့ဒါမညှိအောင်နေတာအဲ့ဒါပါလေမညှိအောင်နေတာသီလနဲ့ခန္ဓာကိုယ်ကြီးတန်တာဆင်ပြီးတော့ဥပုသ်တရေသီလဆောက်တည်တယ်ဆိုတာမညှိအောင်နေတာတဲ့ထိတာထိစေမညှိစေနဲ့ဒီခန္ဓာကိုယ်ကြီးကျွေးရမှာပဲခန္ဓာရှိမှတော့မကျွေးရဘူးလားအဝိဇ္ဇာမစင်ရဘူးလားထိနေတာအဲ့ဒါထိနေတာခန္ဓာကိုယ်တဏှာခပန်းမှန်လေးရမယ်ရွှေငွေဆင်ပေးရမယ်ဒီဝိဇ္ဇာမကြိုက်ဘူးဆိုဟိုဝိဇ္ဇာဆင်ပေးရမယ်ကျွေးရမယ်ထမင်းစားတယ်ကျွေးဒီလိုဒါသူ့ကိုထိနေတာသို့တော်ဘယင်းတိုင်းမညှိစေနဲ့တဲ့ဘယ်လိုပင်ပြုတ်ပြင်းတဲ့ဘယ်လိုပင်ကျွန်းဝေတုတ်တယ်စောက်ရှောက်ထားပါတော့လဲပဲဒီနေ့ဒီခန္ဓာကိုဒုက္ခပြန်ပေးမယ်ဒုက္ခပြန်ပေးမပေးခြင်းမှဘာလို့မလဲကဲနေ့ကငါညှိလို့တော့ဖြစ်တော့လာခဲ့ဒီခန္ဓာကိုတွေ့တာနဲ့လို့ဖြစ်ဘူးလားဥပုသ်ဆောက်သွားမယ်သီလဆောက်တည်တဲ့ဥပုသ်ဆောက်တယ်ဆိုတာအဲ့ဒါမညှိအောင်လုပ်နေတာနောက်တစ်ခုဆိုမယ်အသက်ပေါ်မှာဉာဏ်ရှင်ကပွားတာမညှိပါအသက်ပေါ်မှာဉာဏ်ရှင်ကပွားတာမမိပါနေ့လေတဏှာကြီးခွဲတရားထိုင်မယ်လာဟဲ့အသက်ရှူရှိုက်ခန္ဓာကိုယ်ဝိုင်းပိုက်စိတ်ကလေးပို့ပြီးတော့ပေါင်းရင်လည်းပေါင်းတယ်ဒါအသက်ရှင်နေတော့အသက်ရှူနေတော့မှတ်ရတယ်တရားဆိုတော့တရားအထုတ်နေမညှိဘူးတဲ့တရားအထုတ်နေရင်ဗါတဲ့လေတရားအထုတ်နေတယ်မညှိဘူးမညှိစေနဲ့ဘေးတန်တဲ့ညှိရင်ဒုက္ခရောက်မယ်ညှိရင်ဘာဖြစ်တယ်ဒါကြောင့်တို့မှဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတွေလုပ်နေရင်မညှိတဲ့သူဗါတဲ့လေမညှိတဲ့သူဒါကြောင့်ဆိုလိုက်ထိနေတော်လဲမညှိပဲအမြဲတတိပါထိ
ထိနေတော်လဲမညိပဲအမြဲတတိပါဉာဏ်မရှင်လျင်ညိမာပင်သိရင်ပဲရောက်မှာဉာဏ်မရှင်ရင်ညိမာပင်သိရင်ပဲရောက်မှာရိတ္တတေဒါကြောင့်မို့လို့ထိပါစေမညိစေနဲ့ညီသွားတဲ့တထေးကြီးတယောက်ရှိတယ်တဲ့ထိလဲထိတယ်ညီလဲညီတယ်ညီလို့ဒုက္ခရောက်သွားတာဟောမှသမင်လေးဟာပရိသတ်တွေညှုပ်ကွင်းထဲမှာညှိသွားလို့မုတ်ဆိုးတွေရဲ့လက်မှာအသက်ပြောက်သွားရတယ်လို့အပယ်မုတ်ဆိုးရဲ့လက်မှာပါသွားတဲ့တထေးကြီးတယောက်ရှိတယ်ဧကံသမယံဘဂဝါသဝဋ္ဌိယံဝိဟာရတိဇေတဝနေအနာတဗိနိကတအာရမေဧကံသမယံခတဝါစီတုံးကဘဂဝါဘုံ6ပါးသခင်ဘုရားရှင်ကိုရောမြတ်သည်သဝဋ္ဌိယံသဝဋ္ဌိခေါ်တဲ့ရွှေမြို့တော်မှာအနာတဗိနိကတအာရမေအနာတဗိန်ကုံသိမ့်ပြန်မွေရှင်တထေးဤအာရမေနှလုံးမွေလျော်ပျော်ဝေအားကောင်းအောင်ဆောက်လုပ်၍လူရအပ်သောဇေတဝနေဇေတုံခေါ်ကြောင်းတိုက်တော်မှာဝိဟရတိယမထာလေးလီပြင်းများကြီးရွှေပြုံးတည်သုံးကစံပဲတော်မူခဲ့ပါပေတည်းဒီဒနပါဠမဟာဒနပါဠသစ္ထိသုတ်တံတရားဟာဘုရားရှင်ကိုရောမြတ်သဝဋ္ဌိမှာပြန်ပြောတာဘယ်လောက်ကြာမှပြန်ပြောတော့ဆို55နှစ်ကြာမှအဲ့ဒါဒီဇလန်းလေးဟာရေးတာကြီးဘုရားမပွင့်ခင်အနှစ်55နှစ်တဲ့ဘုရားကိုမပွင့်သေးဘူးဘုရားကိုမပွင့်သေးဘူးဘုရားမပွင့်ခင်အနှစ်55နှစ်ကျော်ကဖြစ်ခဲ့တဲ့အဖြစ်ပြတကူဘယ်မှာဖြစ်တာလို့ဆိုရင်ပန္နတိုင်းနဲ့ဧရကိစ္စမြို့မှာတထေကြီးတူရှိတယ်တဲ့မဟာဓနပါဠတထေတဲ့မတထေတဲ့မဟာဆိုတာများစွာသောဓနစီဝဥစ္စာပါဠစောက်ရှောက်ထားတာအဲ့ဒီမှာဓနပါဠတထေကြီးကဘေးတိုင်းဘလောက်ချမ်းသာတယ်လဲသူချမ်းသာတဲ့အတိုင်းအတာကိုသူပြန်ပြောပြတယ်ငါဘလောက်တောင်ချမ်းသာတော့ဆိုရင်အတိတိတက္ကတဝါဟနံဟိရိညတအဟောတိမေငါမနော်ဟိရိညတရွှေကိုအရင်ပြောပြသူ့မှာရွှေဘလောက်ရှိတော့ဆိုတာဇဘာတင်း20ဇဘာတင်း20တိုက်လို့ရတယ်လှဲမလှဲတဲ့ကြီးကဇဘာအတင်း20တိုက်လို့ရတယ်လှဲပေါ့အဲ့ဒါဇဘာတင်း20တိုက်လို့ရတယ်လှဲပေါ်မှာသူ့ရွှေတွေကိုတင်လိုက်တယ်ဘေးတိုင်းလှဲအစီး80လှဲအစီး80တင်မှသူ့ရွှေကုန်နေတဲ့ချမ်းသာလိုက်တာဘလောက်တောင်ချမ်းသာလဲမသိဘူးရေးတယ်ရွှေကိုလှဲနဲ့အစီး80တိုက်ထုတ်ရတယ်အဲ့ဒီလှဲဟာဇဘာတင်း20ဆက်နဲ့လှဲအဲ့လောက်ချမ်းသာတယ်တဲ့မௌဒ္ဒဝေလူရိယဘဟုစိန်ကြောက်တံဗရမယနီလာဥဒ္ဒဖယပလဲဟာအဲ့ဓာတွေကတော့ဘဟုအများကြီးတဲ့ရေတွက်လို့ကိုမရဘူးတဲ့ဘလောက်တောင်ချမ်းသာတော့ဆိုတာညှွတ်ကွင်းနေပါတယ်လေဘုရားတိုင်းညှွတ်ကွင်းနေချမ်းသာတဲ့အဲ့လောက်ထိချမ်းသာတဲ့တထေးကြီးအဲ့တော့လူဆိုတာဘုရားတိုင်းကိုချမ်းသာရင်ကိုချမ်းသာတဲ့စီဝါဥစ္စာမကြစဉ်းစားတယ်မကြတွက်တယ်ရှိတဲ့လူကတွက်တယ်မရှိတဲ့လူမတွက်ဘူးတွက်တယ်ဆိုတာကလည်းရေတွက်တာစရင်စစ်တာငါပတ်စံဘယ်လောက်ကြံသေးလဲပတ်စံဘယ်လောက်ရှိတယ်ပတ်စံဘယ်လောက်ကုန်သွားလဲအဲ့ဒါရှိတဲ့လူတွေရဲ့အလုံးဟုတ်တယ်မဟုတ်လားမရှိတဲ့လူကစရင်တွက်เสียလို့လား
ရှိမှမရှိဘဲနဲ့ဘာတွက်မလဲကွာလက်ထဲရှိတာသုံးကုံသွားအေးရောနားအေးရောရှိသေးဘူးကကုံရင်အေးရောတဲ့ဒီလိုစိတ်ဓာတ်မျိုးထားတာဟုတ်ကဲပတ်စံတရားရှိတဲ့လူကညနေစရင်တွက်လားတွက်လားပဲရေးသားတယ်မတွေ့ဘူးဟဲ့အကျော်90ဘုံတောက်ဝဲလက်ကမဆလာလေးတစ်ထုပ်ဘလားငပိလေး90ဘုံဘလားငရုတ်သီးမို့လေးဘလားပြီးကုန်ဘာစရင်မှတွက်မနေဘူးရှိတဲ့လူကတွက်တယ်ရှိတဲ့လူမတွက်ဘူးလားမရှိတဲ့လူကဘယ်တွက်မလဲတွက်เสียဘူးမရှိတာဟုတ်အဲ့ဒါကွာတာပဲရေးသားအဲ့တော့ဘာလို့လဲဒီတထေးကြီးလက်ကားနေရင်သူတက်တာတွေဖွင့်ကလောင်နဲ့ကြည့်လိုက်ဘာလို့လဲတက်တာထဲမှာရွှေကရှိရရှိသေးတယ်ရှိသေးတယ်ပြန်ပိတ်ဟိုစိန်တက်တာဖွင့်ကြည့်လိုက်ရှိသေးတယ်ပြန်ပိတ်ဒီလိုပတ်စံကောလာသန်းယူလာသန်းစိန်ရင်းစရာလာပြသန်းဒါပဲမရေးတိုင်းတနေ့အဲ့ဒါတွေနဲ့အချိန်ကုန်နေတဲ့မဟာဒနာသစ္စိတထေးကြီးမဟာဒနာပါဠတထေးကြီးရှိဝဥစ္စာပေါ်မှာညှိတွယ်ပြီးတော့နေတယ်အတ္တတော်တရားတရားလည်းမရှိဘူးတဲ့ဒါကြောင့်ရှိတာနဲ့သိတာတခြားစီပဲပြီးတယ်ရှိတော့ရှိတယ် तू မသိဘူးဒီရှိဝဥစ္စာတွေကငါတင်ထားခဲ့ရမှာဘာတကူမှတစိုးတစီယူသွားလို့မရဘူးမသိဘူးဒီအသိမရှိဒီလောက်ချမ်းသာမှတော့ပြီးတယ်သူ့အိမ်တကားဟာအမြဲတမ်းပိတ်ထားတယ်တဲ့ချမ်းသာတဲ့အိမ်ဟာတကားပါလို့လေဟုတ်လားမဟုတ်ဘူးလားအမလေးဘဲလေးတတ်ထားတဲ့ဝင်ခွင့်တောင်းပါဟောအမြဲတမ်းပိတ်ထားတယ်တချို့စိတ်မကြလို့အဆောက်ပါထားရတယ်ချမ်းသာလာတော့တို့ဒကာတော်မတွေမရှိတဲ့ဒကာတော်မတွေဆိုအိမ်တကားအမြဲတမ်းပိတ်လာဖွင့်ထားတယ်ဖွေးစားကြည့်စားဖွေးလဲစားကြမြည်ကြည့်လဲစားကြဖွင့်ထားကြတယ်သွားအေးရအေးချောင်းပဲဘာမှလုံးမနေဘူးဘာတော့မှလည်းခတ်မနေဘူးဘာတကားမှလည်းသိမနေဘူးအတခါအော်ခဲ့တဲ့ဘယ်သူရေးငါတို့အိမ်လေးခဏကြည့်ထားသားမအေးငါဟိုဘက်သွားမလို့ဟုတ်လားမဟုတ်ဘူးလားအမလေးတထေးမြန်အဲ့လိုကြည့်ခိုင်းသလားမကြည့်ခိုင်းဘူးတထေးမြန်ဘယ်တော့မှအဲ့လိုကြည့်မခိုင်းဘူးပတ်စံချမ်းသာတဲ့အိမ်တွေမြန်ဘယ်သူရေးငါတို့အပြင်သွားမငါတို့အိမ်လေးကြည့်ထားပါဘယ်တော့မှမပြောဘူးဘိယတသူ့အိမ်သူတော့လုံအောင်ခတ်တယ်အဆောက်ထားတယ်ခွေးမွေးထားတယ်ကဲရှိတဲ့လူကလည်းရှိတယ်လို့ပဲဘိယတမရှိတဲ့လူကြတော့လည်းမရှိတယ်လို့ပဲအိယာအိကြောင်ပဲထားခဲ့တယ်ကြိုက်ပြီးရောအဲ့တော့အိမ်တကားအမြဲတမ်းပိတ်ထားတယ်ရည်ရွယ်ချက်ကဘိယတအလူကလာမှာစိုးလို့တဲ့ဘာလာမှာစိုးလို့လဲအလူကပုဂ္ဂိုလ်တွေသူကတထေးကိုဒီလောက်ချမ်းသာမှတစ်မျိုးလုံးသိနေတာပဲအဲ့တော့ဘာကိစ္စရှိဟလာဘာသာရေးပဲဖြစ်ဖြစ်သာရေးနာရေးပဲဖြစ်ဖြစ်မာဒနာတတိတထေးကြီးအလူကသွားကြအောင်ဆိုရင်တထေးဆိုတော့ထဲ့ပါပေါ့ရက်ွက်တဲ့အပိုင်းထဲမှာတခုခုလို့ရင်တထေးကိုမျက်စိကြတယ်လူတွေကကြလားမကြဘူးလားကဲလမ်းခင်းမယ်ဆိုလိုက်ကြတော့တရားလုံးမယ်ဆိုလိုက်ကြပါစို့ကဲဆင်းရဲသားရဲ့အရင်လာလားတထေးရဲ့အရင်သွားလားအဲ့ဒါကြောင့်တကားပိတ်ထားတာအဲ့ဒါကြောင့်တကားပိတ်ထားတာမှတ်ထားပြီဆိုတထေးအရင်သွားတာဟုတ်လာကွာတယ်အဲ့ဒီပုဂ္ဂိုလ်ကြီးချမ်းသာတယ်ကွာတယ်နေတော့10သိန်းတော်ထက်မှာပဲလာသွားကြစို့ဟိုအပိုက်နဲ့ဟိုဘက်ကအကျော်တယ်တွေကစုံရဲတယ်နောက်မှသွားအဲ့ဒါရတယ်အချိန်မွေးရတယ်အဲ့ဒါလာဟိုအရေးကြီးတဲ့ချိန်ရင်သွားကြစို့တို့လူစုမိတော့ဒီလိုကိုဘယင်းတိုင်းဟုတ်တယ်မဟုတ်လားငဲအဲ့တော့ तू ကသိတယ်ဒီတထေးကတထေးပါအဲ့တော့ဘာလို့လဲအမြဲတမ်းတကားပိတ်ထားတယ်မဟုတ်ဘူးတဲ့အဲ့တော့ကြည့်ရတယ်လာခေါ်တယ်မကြားကြအောင်ဆောင်နေတယ်မတတ်တာလို့ဆိုရင်လူကြီးမရှိဘူးလို့ပြောလိုက်သွားမရှိဘူးပြောလိုက်ဘာမှကုသိုလ်ကောင်းမှုမလုပ်ဘူးတဲ့ဘေးတိုင်းအဲ့တော့သူနဲ့ပတ်သက်တဲ့တထေးတွေဆုံရင်လည်းပဲပြောတယ်တဲ့ဘာလို့လှူနေတာတော့မလှူနဲ့ကိုယ့်ပစ္စည်းဥစ္စာကိုထားသားသမီးတွေရှိသေးတယ်ကြက်လှူပြည့်နော်ငါတို့လည်းသေကောသားသမီးတွေဒုက္ခရောက်ကောမင်းတို့ကောင်တွေလှူတာတွေများနေပြီမလှူနဲ့ဟောကိုကကိုမလှူရင်နေပေါ့သူများလှူတာလျှောက်ပြီးတော့ကပ်ပဲရပဲလျှောက်လို့တယ်ပြေးတာအဲ့ဒါပြောမရဘူးဆိုရင်ဘာလုပ်တယ်လဲအဲ့ဒီလှူထားတဲ့ပစ္စည်းတွေလိုက်ပြီးရိုက်ချိုးဖြက်စီးဖြစ်တယ်လေဒီသားလုံးပုံကအတိဟာတော်တော်လိုတယ်အိဖို့လေးဘယ်လိုလုပ်အတိရှိမလဲတရားမှမနာပဲနေဘူးတရားမနာတော့အတိမရှိဘူးတရားမနာရင်အတိရှိပါမလားရှိပါဘူးတရားမနာတော့အတိမရှိဘူးအတိမရှိတော့လှုပ်ရှင်တာလှုပ်တူတူပြောဆိုပေးတတ်တဲ့အဲ့ဒီတထေးကြီးသေးတော့ဘာဖြစ်တယ်လဲတဲ့ပိတ်တာသွားဖြစ်တယ်ဘာသွားဖြစ်လဲပိတ်တာဆိုတာမကျွတ်မလွတ်တဲ့ဘုံတမလွန်ခရီးမှာဟာဒုက္ခတွေရောက်လိုက်တာဆိုတာဘေးသားရေး
သာတရားမရှိဝိဇ္ဇာမရှိနေတရားမရှိနဲ့ရေတောက်ခြင်းလို့သွားရေတွေခမ်းရေလည်းမတော့အောင်ဘလောက်ကြာပြီလဲ55နှစ်ကြာပြီဘလောက်ကြာပြီလဲရေတစ်ပေါက်မှမတော့ရဘူးနော်ရေတစ်ပေါက်မှမတော့ရဘူးအစာမစားရဘူးရှင်ဗျာမဖြစ်နိုင်ဘူးထင်တယ်ဗျာရေလည်းမတော့အစာလည်းမစားပဲနဲ့55နှစ်လုံးလုံးကြီးနေနိုင်လားလို့နေနိုင်တယ်ကံကနေခိုင်းနေတာဘယ်သူကနေခိုင်းနေတာဘုန်းကြီးဟိုတစ်နှစ်ကတော့ဥပမာပေးဘူးတယ်နော်ဆောင်းတွင်ကြီးဘုန်းကြီးတို့မြို့ထဲဆွမ်းသားသွားတာဟာယထာကုန်းကျော်ကောင်းစင်ကျော်အလုံးဟိုဘက်ကယထာမိယထာကုန်းကျော်ဘုဒ္ဓကုန်းကျော်တရားမှာဒီဘက်မှာအယူမတရားအိတ်နေထမိန်ခြုံပြီးတော့ဘုန်းကြီးတို့ကတော့ချမ်းလို့နော်ခြုံတယ်ကြီးနဲ့ကာတနာမှန်အောင်လုပ်အောင်ပိတ်ပြီးတော့သွားအဲ့ဒီပလက်ဖောင်းပေါ်မှာအယူမထမိန်ခြုံပြီးကိုယ်နေတာစောင်းမပါဘူးခေါင်းမပါဘူးကဲဒုက္ခပဲဒီအယူမကြီးတော့ဒီလောက်ကြီးအေးနေတာလေဖြတ်နေတဲ့ဒုက္ခပဲကိုကဘာမဆိုင်ညာမဆိုင်နဲ့အယူမလေဖြတ်မှာပူနေသေးတယ်စောစားကပြန်လာတော့အယူမကအဲ့ဒီနာလျှောက်သွားနေတာအကောင်းဖြတ်ဘူးလေဟိုမှာခြံအောင်နဲ့ခေါင်းနဲ့စောင်းနဲ့မွေးရနဲ့ခြေစွန်းနဲ့ခေါင်းစွန်းနဲ့အိတ်တဲ့လူကလေဖြတ်လို့တဲ့ SSC တင်သားလို့လာကြည့်ပါဦးဆိုသွားကြည့်လိုက်ရတယ်ဒီကကြည့်စမ်းသေပါလားလေဖြတ်ပြီးတော့အဲ့ဒီအယူမမသေးဘူးကံကမသေးခိုင်းတာဘာကမသေးခိုင်းတာလဲခံနဲ့အနှစ်20အယူဘဝနဲ့ခံဘာဖြစ်လို့ယူလဲတောက်လာခဲ့လို့ဘာဖြစ်လို့ယူတာလဲမှတ်ထားပေသတ္တရေအရက်သမားများဟာသေရင်ဘဝ900ယူမယ်ခွေးဖြစ်ခွေးယူလူဖြစ်လူယူအယူတွတ်လဲအောင်ယူတာပဲတိုင်အဲ့ဒီမှာအဲ့ဒါမနေ့ကတော့ဘုန်းကြီးတောက်တီဗီဖွင့်ကြည့်တယ်တီဗီဖွင့်ကြည့်တော့ညပိုင်းတောက်အားတယ်တရားပွဲသထုံစတော်ကြီးတရားနာပြီးတော့ဘာတွေများတကြံလေးပါလေးဘာတွေများကြည့်အိုးမူယူတခါတည်းပျော်ပါပြီးတော့ဒီကြားတဲ့ဟိုမှာဟိုရုပ်ရှင်မင်းသားဘာကောင်လဲမသိဘူးအဲ့ဒီကောင်မေးတော့သူကပြောတယ်ဟိုတကြံကာလဆိုတာအတော့အစားမကင်းပါဘူးတဲ့တောက်တော့တောက်ကြလျှော့တော့တဲ့ဩငါမတောက်လို့များပြောပြန်တောက်တော့တောက်ကြတဲ့လျှော့တော့တဲ့အဲတောက်တော့အဲ့ဒါယူမှာပဲဘာဖြစ်မှာလဲဘုရားယူမှာဘုရားတတ်တယ်အယူမှမသေးဘူးလေမဖြတ်ဘူးနော်ကံကမပေးသေးဘူးဘုရားတိုက်ဒါပြောခြင်းလေကံကပေးမသေးဘူးတင်သူအယူဝကကြွတ်သွားမှာပေါ့မပေးကြွဘူးကံဘုံကတားထားတာစဉ်းစားရင်တကယ်ဓမ္မဒိဋ္ဌံကြားကြစဉ်းစားရင်တကယ်ဆိုရင်အယူမှတာဒီလောက်ကြီးစောင်းပေါ်မှာခေါင်းပေါ်မှာခြံအောင်ပါပဲဒီပလက်ဖောင်းပေါ်မှာတညာလုံးအိတ်နေတာမနဲ့လေဖြတ်ပြီးသိသွားဖို့ကောင်းတယ်ဘုရားတိုက်မသေးပါဘူးဆိုဟိုမှာစောင်းတဲ့ခြံအောင်နဲ့ခေါင်းနဲ့ခြေစွပ်လက်စွပ်နဲ့အိတ်တဲ့လူကလေဖြတ်လို့တဲ့ပါတချမ်းရွဲ့သွားလို့တဲ့ကြိုက်ဖြစ်ပုံကကံနေဟာဘုရားတိုက်မှတ်ထားရတာဘယ်သူမမြုပ်မင်းမှုကိုလုံးတဲ့ကံအဲ့ဒါကိုခံရမှာပဲဘယ်သူမှဘာမှပြောမနေနဲ့ထားလိုက်တော့အဲ့တော့အခုနာကထွက်လာတဲ့စကားကဘယ်ရထွက်လာတော့ဆိုရင်55နှစ်လုံးလုံးရှင်မင်းအစာမစားရေမတော့ပါပဲနဲ့ဒီပိဋ္ဌာအသက်ရှင်မမလားလို့မေးရှင်တယ်မင်းတိုင်ကံကပေးရှင်ထားတာမပေးသေးဘူးကံကတေးကျွတ်သွားမှာပေါ့မပေးကျွတ်ဘူးကံကဒီဘဝကသူကျွတ်မှာဘူးမကျွတ်ဘူး55နှစ်လုံးလုံးမစားရမတော့ရနဲ့ဒုက္ခတွေရောက်မသေးလဲမသေးနိုင်သေရင်လဲမြန်မြန်ဝတ်ကျွတ်တယ်သေပါတော့ဟဲ့မသေးဘူးဒီပိဋ္ဌာမကျွတ်ဘူးအဲ့ဒါနဲ့မြတ်စွာဘုရားရှင်ကိုရမြတ်ပွင့်တော်မူပြီးဖျားမပွင့်ရင်55နှစ်ထဲကဘုရားတတ်တယ်ရင်ဒီပိဋ္ဌာကြီးဒီလိုခံစားနေရတယ်55နှစ်ပြည့်တဲ့နေ့ကြတော့တိုက်ဆိုင်ဘုရားရှင်ကိုရမြတ်ကလည်းပွင့်တော်မူပြီးပွင့်တော်မူတော့တာဝဋ္ဌိကကုံတယ်တွေကဘုရားတိုက်ဥတ္တရာပထတိုင်းကိုကုံရောင်းသွားတယ်တဲ့တာဝဋ္ဌိကကုံနေတင်းပြီးတော့ဥတ္တရာပထတိုင်းသွားတို့ဘုရားလက်ထက်ကတိုင်းနဲ့ပြည်နယ်ကြီး16ခုရှိတယ်တိုင်းဒေသကြီးဘယ်လောက်ရှိလဲ16ခုရှိတယ်ဘုန်းကြီးတို့မြန်မာနိုင်ငံမှာက14ခုရှိတယ်ကိုမာက16ခုရှိတယ်တိုင်းဒေသကြီး16ခုရှိတယ်အဲ့ဒါကောသလတိုင်းကနေပြီးတော့ဥတ္တရာပထတိုင်းကိုကုံရောင်းကုံဝယ်သွားအပြန်ဟုတ်ကဥတ္တရာပရတိုင်းကကုံနေတင်လာပြီးတော့တာဝဋ္ဌိကိုပြန်လာကြတာဝဋ္ဌိပြန်လာတော့မိုးနဲ့ချုပ်ပြီးတာဝဋ္ဌိရောက်ဖို့လဲလှမ်းနေတယ်နွားတွေလည်းပန်းနေပြီအဲ့တော့ရေခမ်းနေတဲ့မြက်ကန်းသားလေးတစ်ခုမှာနွားတွေဖြုတ်ပြီးတော့ကဲဒီတညတော့ဒီနာသက်တောင်မြင်နေဒီနာအိတ်ကြဆိုကွာဆိုပြီးတော့
အဲ့ဒါကုံတယ်တွေတိုင်းပြီးတော့ဘေးသတ်တွေညနေမိုးချုပ်တော့နွားတွေဖြုတ်လို့စရဲချနေတော့ကုံတဲ့တယောက်ကအဲ့ဒီမြစ်ကမ်းဘက်ကိုနွားတွေဘာတွေကာပြုတ်နေရာထိုင်ခင်းချပြီးတော့နည်းနည်းလလေးရလဲမုံပြပြလေးတန်နေတော့အညောင်းကြီးတစ်နေ့လုံးလှဲစီလာရတာညောင်းတယ်အညောင်းကြီးမြစ်ကမ်းနာဝေးကိုလမ်းလျှောက်သွားတဲ့အခါမှာပရိသတ်ရဲ့အဲ့ဒီမှာခုနတုန်းကမဟာဒနာသစ္ထိပိဋ္ဌာကြီးနဲ့သွားတွေ့တယ်တဲ့ပိဋ္ဌာကြီးကဘယ်နဲ့ဖြစ်လို့အဲ့မြစ်ကမ်းဘေးမှာလူးလိမ့်နေတာတခါတည်းအမလေးရေစာလို့ရေတိုက်ကြပါရေစာလို့ရေလေးတစ်ပေါက်လောက်တောက်ပဲရစေအမလေးရေတိုက်ကြပါတဲ့ဆိုတော့ဟာအကုန်ကြီးနေတာကြီးမဟုတ်ဘူးကြီးဟာလာကြတရေအရှင်လက်မြင်ရပြီကိုပိဋ္ဌာတမလွန်လောကဒီဘဝတွေကဘုန်းကြီးတို့စဉ်းစားကြည့်ပြရတိုင်းဒီသူတို့ခေါ်တော့ကိုရီးယားတို့ဘာလို့လဲဒီလိုပဲဂျပန်တို့တရုတ်တို့လည်းဘာလဲဆိုဝိညာဉ်လောကလို့ရှိတယ်ပြရတိုင်းရဲ့မယုံမရှိနဲ့သူတို့တွေတောင်လက်ခံနေသေးတာတရေရှိတယ်ပိဋ္ဌာစာလို့ပြောရင်တွေ့တော့ဝိုင်းအောင်လာကြတော့မေးတယ်သင်ဟာဘယ်သူလဲသင်ဟာဘာကောင်းကြီးလဲသင်အယုတ်ကလည်းဆိုးလိုက်တာပိန်6ပြီးတော့နော်နှခမ်းတွေကလည်း6လို့အသားရည်ကလည်းစိုးစိုးပြင်းပြင်းမရှိနဲ့ရေငတ်နေတဲ့ပုံပေါ်တယ်သင်ဟာဘယ်သူလဲဘယ်ကနေလာတာလဲလို့မေးတဲ့အခါမှာအဟံပုရိတန်ယမိတ်တာနာဒသိဘဟုကေတနေတန်နေသူဒေယဓမေတုဒီပံနာဂတိမတ္တနောသွားလံပိစ္ဆန္နုတဗ္ဗမိအတ္တကာမဘလူဘဂောအိုးကုံတယ်ပေါင်းလို့အဟံဒုက္ခမဆက်ကိုကြုံနေ၍နေရသောငါသည်ပုရိလွန်ခဲ့ပြီးစွာရှေ့ဘဝကတန်ရမိတ်တံတန်ရမိတ်ဒါနကသစေဝအစုပုံညာကရိယာဝတ္ထုမှာတွန့်တုံမှုစိတ်နှလုံးရှိ၏တဏိပစ္စည်းဥစ္စာယရဏဟုသမျှအဝဝသည်ဘဟုကေသုံးဆွဲမကုန်စုပုံငါထအများကြီးရှိပါလျက်နာဒသိဏအဒသိမိစ္ဆာနှင့်မစ္စေပိတ်ခါမွေသည်ဖြင့်စိတ်နေဖောင်ရန်အမိုက်တန်းလျက်လူဒန်းခြင်းမရှိခဲ့ပါပေပြီစိတ်နေဖောင်ရန်အမိုက်တန်းလျက်နေသောငါသည်ဒေယဓမေတုလူဝဝတ္ထုအစုစုတို့သည်တန်တေသူလွန်စွာများပါရှိပါကုန်냐တော်လည်းပဲအတ္တနောမိမိ၏ဒီပံကျွန်းကြီးပမာထောက်တီမိခိုရာကိုနာဂသိအရေးစိုက်၍မပြုလိုက်ခဲ့မိပါပေသွားတော်ထုံငါသည်အတ္တကာမဘလူဘဂောမိမိ၏ကံအကျိုးခံရသည်ဟုတ်တော်ဖြစ်၍ပေသာရှောင်တိမ်မရနောက်ကာလ၌အနုတပမိကဲမဲ့သူဝေးစင်ရထွေးလေငိုကြွေးတတနောင်ဒရာကအိုရွှေ၍နေရပါပေပြီတကားငါကတော့တခြားသူမဟုတ်ဘူး။အိုးလွန်ခဲ့တဲ့အနှစ်50နဲ့5နှစ်တုန်းကတထေကြီးတူဖြစ်ခဲ့ဘူးတဲ့။ဧကရစမြို့မှာတိုင်းနေတယ်ပြောရင်ပါဏတိုင်းမှာငါချမ်းသာတာကတော့ရွှေတောင်မှလှဲစီ80တိုက်အောင်ချမ်းသာတယ်။ဒါပေမဲ့လို့နှမျောတွန့်တုံမလူလို့တဲ့အတွက်ကြောင့်မို့လို့ယခုဘဝဒုက္ခတွေရောက်နေရပြီ။အဲ့ဒါသူ့ဘဝဇာကြောင်းလေးသူပြန်ပြောတော့ပုံတယ်တွေကတနာတာပဲတိုင်ကိုင်းတဲ့ကိုငါတို့တနာတယ်လာဟဲ့တို့လှဲပေါ်မှာနော်လှဲပေါ်မှာရေဘူးတွေပါလာတယ်ကိုင်းရေအိုးတွေကရေတွေခါဟာအဲ့ဒါပိဋ္ဌာကြီးအောင်လူလိမ့်နေတာငိမ့်နေခေါင်းကိုင်နာခေါင်းမယမ်းနဲ့ငိမ့်နေရေစားတာပူတာဝမ်းထဲမှာပဲတိုင်အဲ့ဒါတခါတည်းကုန်းတယ်တွေပါလာတဲ့ရေတွေပဇာပေါက်တဲ့ကိုလောက်ထဲတာဗဇပေါက်ကပေးတဲ့အပေါက်လောက်ပဲရှိတယ်အဖျားပေါက်လောက်ပဲရှိတယ်အဖျားပေါက်လောက်ရှိတယ်ဗဇထဲရေလောင်းထဲဘယ်လိုလုပ်ဝင်မှာတော့လို့
ဒါကြောင့်ပိတ်တာသူများစားတာတောက်တာမပိတ်နဲ့ဘယင်းတိုင်းပိတ်ရင်ပိတ်တာဖြစ်တယ်ဆိုတော့ကြားဘူးတယ်မဟုတ်လားပိတ်တာဖြစ်တယ်သူများကုသိုလ်ကောင်းမှုလို့သွားပိတ်ပင်တယ်အဲ့ဒါပိတ်တာဖြစ်ရောအခုသူ့ပါးသူပိတ်နေပြီအဲ့ဒါရေလောင်းတယ်ပြီးတော့ဝပြီလားမေးတယ်ကုန်တယ်ကြီးတွေကဝပြီလားခေါင်းခါနဲ့ရေဝင်လားမဝင်ဘူးဟာဒုက္ခပဲတဲ့လို့လေမညာနဲ့မညာပါဘူးအကယ်၍ဒါရေတစ်စက်ကလေးဝင်ပိတ်တာဘဝကကျွတ်ရပါစေသာကြိမ်ပြောမယ်မဝင်ဘူးရေတစ်စက်မှအဲ့ဒါဘယ်နဲ့လုံးမလဲမိုးလဲလင်းသွားပြီတညာလုံးရေလောင်းနေတာဒီပိတ်တာကြီးอ่ะမိုးလင်းသွားတော့ကုန်တယ်တွေလည်းရှိတဲ့ရေကုန်ပြီအဲ့ဒါဘယ်နဲ့လုံးမလဲတို့တောက်ဖို့လမ်းတဲ့တောင်ရေမကြံတော့ဘူးအကိစ္စမရှိဘူးသွားမှတဏှာကြီးလောက်နေသာဝတိရောက်တော့မှာဘူးရတယ်ကိစ္စမရှိအကုန်သာလောင်းဆိုတော့လောင်းတာပဲမရလိုက်သို့တော့ပိတ်တာကြီးရဲ့ပဇာထဲရေမရောက်တော့ကုန်တယ်ကြီးတွေကမေးတယ်တင့်ဒုက္ခငါတို့ကြည့်ရတာတဏှာလိုက်တာအဲ့တော့ငါတို့ပြန်တော့မယ်ပြန်ကြပါတော့သင်ရောငါလည်းပဲငါနေရငါပြန်ပြီးတော့သင်တို့နဲ့တွေ့ပြီးလို့လေးလနေရင်ငါဒီပိဋ္ဌာဘဝကနေရွှေ့ရတော့မယ်ပြောင်းရတော့မယ်မဲ့လေးလနေရင်ဟုတ်တယ်ဘယ်သွားမှလဲဘယ်ရွှေ့မှလဲနေရန်ပပတိတံနေရန်ငရဲကိုမလေးရွှေ့မယ်ပြောင်းမယ်ဆိုတာသက်တာတဲ့နေရာမထင်နဲ့ငရဲကိုသွားအောင်မယ်တဲ့ဘယ်သွားအောင်မယ်သေပြီးဒီနောက်မှလည်းပဲနိဒယံပပတိတံငါဝေစီငရဲကိုသွားရအောင်မယ်သူ့ဘဝပြောပြတော့ကုံတယ်ကြီးတွေကတနာပြီးတော့ကဲအဲ့ဒီတော့တင့်ကိုတနာလို့ငါတို့ဘလို့လှုပ်ပေးရင်သင်ချမ်းသာရမလဲပြောစမ်းမှာငါတို့လှုပ်ပေးသွားမှာပြောဘလို့လှုပ်ပေးရလဲတခြားလှုပ်လို့မရဘူးတဲ့ဤမကောင်းမှုကံငါလှုပ်ခဲ့တယ်မကောင်းမှုကံကုံဆုံးသွားရင်တော့၎င်းငါကံကုံသွားရင်လည်းငါချမ်းသာတဲ့ဒုက္ခတဲ့ဘုံကိုရောက်မယ်ပေါ့ကံမကုံသေးလို့ခံနေရသေးရင်လည်းပဲဘုရားသားကျော်တန်ခါတော်တွေကိုပင်ပြီးတော့ဆွမ်းခဲပဲဘောဇင်ချိုးရှင်သင်္ကန်းလူတန်းပြီးတော့ငါ့ကိုရည်မှန်းလို့အမြတ်တမ်းပေးဝေမယ်ဆိုရင်တော့ငါဒီဘဝကနေကျွတ်မယ်ငါသားငါသမီးတွေလည်းဘယ်ရောက်ကုန်မှမသိတော့55နှစ်တောင်ရှိနေပြီကဲအဲ့ဒါနဲ့ကဲအဲ့ဒါဆိုရင်လည်းပိဋ္ဌာကြီးရဲ့ငါတို့သွားအောင်မယ်နော်ဧတဝဋ္ဌိရောက်တော့ဘုရားမြတ်စွာဒီအကြောင်းလျှောက်ပြီးတော့ဘုရားကိုလျှောက်ပြမယ်ကောင်းပြီဆိုပြီးတော့အဲ့ဒီပိဋ္ဌာကြီးအဲ့ဒီ6မိနစ်ကျမ်းနေခဲ့တယ်ဘေးတိုင်ဂုံတယ်ဒီတဝဋ္ဌိပြန်ရောက်ပြီးတော့ရောက်ချင်းလဲတွေဘာတွေဖြုတ်ပြီးတော့ဂုံတယ်တအုပ်စုဇေတဝန်ကျောင်းကိုလာပြီးတော့ဘုန်းတော်ကြီးဘုရားတပည့်တော်တို့လမ်းခရီးထဲမှာပိဋ္ဌာကြီးတကောင်တွေ့ကြပါတယ်ဘုရားအဲ့ဒီပိဋ္ဌာကြီးရဲ့ဘဝဇာတ်ကြောင်းကဒီလိုပါလို့အဲ့ဒါပိဋ္ဌာအကြောင်းပြောပြတော့ပြီးတော့ဘာလို့ကြလဲဘယေတိုင်အဲ့ဒီကုံတယ်တွေအဲ့ဒီမှာ9ရက်တိုင်ဥပုသ်တရင်သီလဆောက်တည်ပြီးတော့အိမ်မပြန်ဘူးတဲ့9ရက်တိုင်ဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုဆုံးကတ်တယ်ဆုံးကတ်ပြီးတော့အဲ့ဒီကုသိုလ်ကောင်းမှုကိုအမျှဝေတယ်ရတယ်မရတယ်မသိအဲ့ဒီပိဋ္ဌာကျွတ်သွားတယ်လို့လည်းစာထဲမှာမပါဘူးဘုန်းကြီးမင်းကထပ်ကြည့်တယ်ဒီဝိတ္ထုဇာတ်ကြောင့်ဟောမယ်ဆိုတော့ပိဋကဝိတ္ထုဇာဝကြီးထပ်ကြည့်တယ်ဘဟုဇနေသောတာပတ္တိဖလေဒီတရားကိုနာရတဲ့တန်ဝဋ္ဌိပြည်သူပြည်သားဒေတာလည်းတန်ဝေကညာနေပွားလို့ကျွတ်တန်းဝင်ရတယ်လို့ပါတယ်သောတာပန်တဂရကံဖြစ်ကြတယ်လို့ပါတယ်ဒီပိဋကကြီးကျွတ်သွားတယ်လို့စာထဲမှာပါဘူးမတွေ့ဘူးနှစ်ခေါက်ပြန်ကြည့်တယ်ဘုန်းကြီးကျွတ်သွားလားမသိဘူးအဲ့ဒါစာထဲမှာပါဘူးဘဟုဇနေဒေသနာဝသနေဘုရားရှင်ကိုရောမြတ်ဒီပိဋကကြီးရဲ့အကြောင်းအရာကိုပြန်ဟောပြီးတော့ဒေသနာတော်အဆုံးမှာဘဟုဇနေတဝဋ္ဌိပြည်သူပြည်သားတို့သည်သောတာပတ္တိဖလာတိဟိသောတာပတ္တိဖို့စားရှိသည်တို့ကိုရတော်မူကြလေကုန်၏ဒီလိုနဲ့ဇလန်းကဒီကုန်းချုပ်ထားတာအဲ့တော့ကြွတ်တာမကြွတ်တာသူ့အလုပ်အဲ့ဒါမဆိုင်ဘူးအဲ့တော့ဝိကြီးပြောနေတာကတော်ပြီဒီနေ့ဒီတရားဟာထိတာထိစေမညှိစေနဲ့ဗါလဲဘိဒါရဲ့ပုထုဇဉ်ဆိုတာလောဘရှိတယ်ကွဝတ္ထုအာယုံကာမဂုဏ်ရှိတယ်ကွသားရှိတယ်ကွသမီးရှိတယ်ကွစီဝါဥစ္စာရှိတယ်ကွထိနေရတယ်မညှိဖို့အရေးကြီးတယ်ဘာဖြစ်ဖို့အရေးကြီးတယ်မညှိစေနဲ့ဘိဒါရဲ့ထိရင်တော့ထိစမ်း
အိမ်ဘယ်နှလုံးရှိတယ်3လုံးရှိတယ်ထိတာမညှိနဲ့ရွှေဘလောက်ရှိလဲအချိန်30ရှိတယ်ထိတာလေဘင်းကျိုးအဝဲထိတာဘရင်တိုင်မညှိစေနဲ့ဘာမဖြစ်စေနဲ့လဲညှိရင်ဒုက္ခရောက်မယ်ညှိရင်ဘာဖြစ်လဲအေးဒါကြောင့်မို့လို့ဒီနေ့ဒီတရားနာကြပြီးတော့အလုံးတော်တရားချစ်တဲ့စိတ်ကောင်းဝင်တဲ့သူတော်စင်များငါတို့ထိုံနေထိမှညှိလို့မရဘူးညှိရင်ဒုက္ခရောက်သွားမယ်ညှိတယ်ဆိုတာဆွဲလန်းတာညှိတယ်ဆိုတာဗါတဲ့လေသုံးသာသုံးပါမဆွဲပါနဲ့ဗါတယ်လေဘုရားရဲ့သုံးပါရတဲ့ဇီဝပစ္စည်းသုံးပါမဆွဲပါနဲ့ဆွဲရင်ဒုက္ခရောက်မယ်ဆွဲရင်ဗါတဲ့လေအေးဒါကြောင့်မို့လို့ဒီနေ့ဒါနကုသိုလ်ကောင်းမှုသီလကုသိုလ်ကောင်းမှုဝိပဿနာဘာဝနာကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေအားလုံးတို့ဒီပရိသတ်တွေငါတို့ဒီနေ့ဖိထိုင်ထားတဲ့ဘောကနေမညှိအောင်စီဝါဥစ္စာပေါ်မှာမညှိအောင်ဒါနနော်စီဝါဥစ္စာပေါ်မှာမညှိအောင်ဒါနခန္ဓာကိုယ်ပေါ်မှာမညှိအောင်သီလအသက်ပေါ်မှာမညှိအောင်ဝိပဿနာဘာဝနာကုသိုလ်ကောင်းမှုတရားတွေကြိုးစားပွားများအားထုတ်နိုင်ကြပါစေဆိုတဲ့ဒီရည်ရွယ်ချက်ဒီစေတနာဒီမေတ္တာဖြင့်ဒီနေ့ခေါ်တဲ့တရားပေတရဲ့မဟာဓနပါဠသစ္ထိသုတ်တံတရားတနည်းပြောရင်ထိတာထိစေမကြီးစေနဲ့ဘာတရားထိတာထိစေမကြီးစေနဲ့လို့အမြင်ပေးထားတဲ့တရားတော်ကိုနာကြရတဲ့ဓမ္မသမဏကုသိုလ်ကံစေတနာတရဏဂုံ3ပါးနဲ့7ပါးသီလကျင့်သုံးခံယူစောင့်တည်ရတဲ့သီလကုသိုလ်ကံစေတနာထို့မှတပါဖျားမှုရှိသောသံဃာတော်ပေါင်းရှင်ကောင်းတို့အားမွန်မြတ်လာသောဆွမ်းခဲဝဲဘောဇင်ချိုခြင်းဖြားများနဝကမစေတနာသုံးနှံပြဋ္ဌာန်းပြီးတော့လူတန်းရတဲ့ကုသိုလ်ကံစေတနာဤတို့ပေါင်းအများများလာသောကုသိုလ်ကံစေနာပေါင်းကောင်းမှုတို့ကြောင့်မအိုးရမနာရမတရားဖြစ်သောမအတ္တငတ္တမြတ်လာစွာသောနိဗ္ဗာန်ရွှင်ပြီးမြတ်ကြီးတို့ဒီဒါနဒီသီလဒီဘာဝနာတွေနဲ့နေမြန်စောစွာရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြပါစေဂုံတော်ရဲ့လို့ပထနာအောင်စုပြုနိုင်ကြပါစေကုန်တည်း